ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးသည်ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်1/2026အားဧပြီလ23ရက်ရက်စွဲဖြင့်ထုတ်ပြန်ပါတယ်။အဒီအမိန့်အပြည့်အစုံမှာအရေးပေါ်အခြေအနေကြီးညာခြင်းလက်နက်ကင်အကြမ်းဖက်တောင်းကျမ်းမှုများချုပ်ငြိမ်းစေရန်နှင့်နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတရားဥပဒေစိုးမိုးရေးတို့ကိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငါအောက်ပါတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိဖော်ပြပါမြို့နယ်များကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ပုံမှန်412ကကြီးအရအရေးပေါ်အခြေအနေကြီးညာလိုက်သည်ကာကြီးကချင်ပြည်နယ်စွန်ပရာဘွန်မြို့နယ်ရွှေကူမြို့နယ်အင်ဂျန်ရန်မြို့နယ်ဆော့လော်မြို့နယ်ချီပွေမြို့နယ်ခါခွေကယားပြည်နယ်ရှားတော်မြို့နယ်ဖားဆောင်မြို့နယ်မဲဆဲမြို့နယ်ဂန်းငယ်ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကြာအင်းစိတ်ကြီးမြို့နယ်ကာကြီးချင်းပြည်နယ်ကံပက်လက်မြို့နယ်ထန်တလန်မြို့နယ်ပလက်ဝမြို့နယ်တွန်းဆန်မြို့နယ်မင်းတပ်မြို့နယ်မတူပီမြို့နယ်ဖလန်းမြို့နယ်စကိုင်းတိုင်းဒေသကြီးကောလင်းမြို့နယ်ပင်လယ်ဘူးမြို့နယ်ခင်ဦးမြို့နယ်ဝက်လက်မြို့နယ်ကနီမြို့နယ်တပည့်ရင်းမြို့နယ်ပလဲမြို့နယ်အင်းတော်မြို့နယ်စလုံးမကွေးတိုင်းဒေသကြီးပေါင်မြို့နယ်မြိုင်မြို့နယ်စောမြို့နယ်ထီလင်းမြို့နယ်ရေစကြိုမြို့နယ်စလိန်မန္တလေးတိုင်းဒေသကြီးငဇွန်မြို့နယ်ဇာကွယ်ရခိုင်ပြည်နယ်ရန်ပြဲမြို့နယ်ပေါတော်မြို့နယ်ပုံနာကျွန်းမြို့နယ်ရသေ့တောင်မြို့နယ်ဂွားမြို့နယ်မောင်တော်မြို့နယ်ဘူးသီးတောင်မြို့နယ်ကြောက်တော်မြို့နယ်မင်းပြားမြို့နယ်မြေပုံမြို့နယ်မြောက်ဦးမြို့နယ်တန်တွဲမြို့နယ်အမ်းမြို့နယ်တောင်ကုန်းမြို့နယ်စားမြင်စွယ်ရှမ်းပြည်နယ်နတ်မတူမြို့နယ်မဘိမ်းမြို့နယ်ကွတ်ခိုင်မြို့နယ်နန့်ခမ်းမြို့နယ်သိန်းနီမြို့နယ်ကွမ်းလုံမြို့နယ်နန့်ဆန်မြို့နယ်မန်တုံမြို့နယ်ဟိုပန်မြို့နယ်လောက်ကင်မြို့နယ်ကုန်းချမ်းမြို့နယ်မိုးမိတ်မြို့နယ်ကြောက်မဲမြို့နယ်တီဘောမြို့နယ်မိုင်းလားမြို့နယ်ဤအမိန့်သည်ယနေ့မှစ၍ရက်ပေါင်း90အထိ